ကဲ cherry ပန်းကိုကျွန်တော်တို့ရောင်းဖို့လည်းမဟုတ်ဘူး cherry ပန်းကိုဈေးမှာရောင်းတာတွေ့တယ်စိတ်မကောင်းပါဘူးဗျာအခုကျွန်တော်တို့တောင်ကြီးမှာ cherry ဒီပွင့်နေပြီနောက်ပြီးတော့ချမ်းတောင်တစ်ခွင်မှာဟုတ်ဘယ်တော့ cherry ပန်းတွေ့နေပေါ့နော်ဒါပေမဲ့ကျွန်တော်သတိပေးချင်တာဒါကျွန်တော်တို့ cherry ပန်းကိုအခုဈေးမှာရောင်းတာကွာဈေးမှာရောင်းပြီးတော့ market နဲ့အဲ့လိုမျိုးဖြတ်ပြီးရောင်းတာဆို cherry ကတစ်နှစ်စိုက်ဖို့ပွင့်လာဖို့ဆိုတာအချိန်ကြာကြီးယူပြီးလောက်ရတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဈေးမှာတွေ့ရရောင်းတာကိုဖြစ်နိုင်ရင်ဒီများဈေးတဲ့လူကလာရောင်းတာကိုကျွန်တော်မဝယ်ဖို့လိုတယ်ကွာဒီ cherry ပန်းဆိုတာအကြိုက်လည်းမခံဘူးကွာကျွန်တော်ဖျားပန်းထိုးလဲခဏလေးနဲ့ညိုးသွားမှာပေါ့နော်အော် cherry ပန်းကိုကျွန်တော်အပြင်မှာပဲအလှလေးကြည့်စီချင်တယ်နောက် cherry ပန်းနဲ့ပတ်သက်ပြီးတော့ခူးတာတွေတွားကြည့်တဲ့ချိန်ခူးတာတွေအကိုင်းချိုးတာတွေမလုပ်ဖို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒီတဘာဝအလှတရားကိုကျွန်တော်တို့မှမထိန်သိမ်းဘူးဆိုရင်ဘယ်သူမှမထိန်သိမ်းတယောက်ချင်းစီမှာတာဝန်ရှိတယ်အခု cherry ပန်းဈေးမှာကျွန်တော်ဒီနေ့မနေ့ဈေးမှာသွားတာကွာဈေးမှာရောင်းတာ cherry ပန်းတွေအများကြီးပဲကွာစိတ်မကောင်းစရာတခုပဲတွေ့ရတယ်အားကြောင့်ဈေးမှာတွေ့ရင်မဝယ်ကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဒါသူများရဲ့ဒီစီးပွားရေးကိုတုတ်ထိုးတာတော့မဟုတ်ပါဘူးအဲ့လိုမျိုးကျွန်တော်ဝယ်ချင်းအဖြစ်ကျွန်တော်နောက်ကျသူတို့ထပြီးတော့မှ cherry အကိုင်းတွေထချိုးမယ်ထပြီးခုတ်မယ်ဆိုရင်ကျွန်တော်cherry အမျိုးတွေတပြည့်ပြည့်နဲ့တုံးသွားမှာပေါ့နော်အပွင့်ဖို့ဆိုတော့ကျွန်တော်တို့အနှစ်နဲ့ချီပြီးစောက်ကြရတဲ့အပင်လေးမလို့ cherry ပန်းကိုမြင်လို့ကြပါ cherry ပန်းကိုပင်ကိုစောက်ရှောက်ကြပါလို့ပြောချင်ပါတယ်ကျွန်တော်ဆရာလုပ်ခြင်းမဟုတ်ပါဘူးကျွန်တော်မြင်ရတာစိတ်မကောင်းရတဲ့အကြောင်းရင်းလို့လာပြီးပြောပြတာပါဒီလိုကြည့်ရှုပေးတဲ့အောင်ချင်းစီကိုအားလုံးကျေးဇူးတင်ပါတယ်ဗျာ